အားလုံးပဲမင်္ဂလာပါဒီ free bit နဲ့ပတ်သက်ပြီးတော့မေးများလို့ပေါ့နော်ဟုတ်ပါတယ်ဒါကကျွန်တော်တို့မနှစ်ကကနဘာရိုးတို့ဒီရိုနီတို့ပါခဲ့တဲ့ဘောက်ဆောင်အားလို့ပဲကျွန်တော်တို့စိတ်ကြိုက်တရားကိုရွေးခွင့်ရမယ်ပေါ့နော်ဒါပေမဲ့အခုချက်ချင်းကြီးတော့ရွေးခွင့်ရမှာမဟုတ်ဘူးသူ even ရက်တွေပေးသွားပြီးတော့မှနောက်ကျွန်တော်တို့ကန်ရင်နဲ့မှဒါရက်တွေစောင့်ရင်နဲ့ကျွန်တော်တို့လဲခွင့်ပေါ့နော်ဒီလဲခွင့်လေးကိုကျွန်တော်တို့ရမယ်ဆိုတော့ဒီနေ့ပါလာတဲ့နေရာမှာတော့ event တွေကတော့တွေ့ထူးလောက်စရာမလိုဘူးဒါပေမဲ့အရေးကြီးတာကတော့ကျွန်တော်တို့ဒီပွဲစဉ်တွေကိုတော့ပြီးအောင်တော့ကန်တာပေါ့နော်အဲ့ဒါမှပဲသူများလဲတဲ့ခါကျရင်ကျွန်တော်တို့လဲခွင့်ရမယ်ပေါ့နော်တချို့မှာအားရညီကိုတွေရှိရင်လည်းဟိုခဏလောက်အချိန်ပေးပြီးတော့မှဒီပွဲစဉ်လေးတွေပေါ့နော်ဒီမှာ mission တွေမှာဝင်ကြည့်လို့ရတယ်ဒီပွဲစဉ်လေးတွေပေါ့ဟုတ်ဒါဆိုရင်ဒါကိုနှိပ်ကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့သိရတယ်ပေါ့နော်ဒီမြားလေးကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင် okay ဒီပွဲစဉ်ပေါ့ဒါကိုကန်တာပေါ့နော်နောက်ပြီးတော့ AI match မှာလည်းကျွန်တော်တို့နိုင်အောင်လေးကန်တာရမယ်AI match ကိုနိုင်အောင်ကန်တာရမယ်ပြီးတော့ player versus player match ကိုလည်းနိုင်အောင်ကန်ရမယ်ဆိုတော့အဲ့ဒီကန်ထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအပေါ်ကလေးလိုက်ပြည့်မယ်ပေါ့နော်ဒီ coin လည်းရမယ် okay သူကတပွဲကန်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီလို point လေးတက်လာမယ်ပေါ့နော် point လေးတက်လာခဲ့မယ် point လေးတက်လာပြီးလို့ရှိရင်ကျွန်တော်ဒီမှာရှိတဲ့ reward တွေကိုကျွန်တော်ယူရအောင်ကျွန်တော်တို့ဒါတပွဲနိုင်အောင်ကန်ရတဲ့အပေါ်မှာဒီဟာလေးကတပွားရတယ်ပေါ့နော်သူကဒီမှာပြရတာတော့သူတဲ့ပွားက6ပွားထိတော့ပြရတယ်ဆိုတော့ဒီမှာကျွန်တော်တို့နှိပ်ကြည့်လိုက်လို့ရှိရင်ဒီမှာဒါလေးရမယ်ပြီးရင်ဒါလေးကျွန်တော်နှိပ်လိုက်ရင်ဒီ reward ကိုရအောင်ပေါ့နော်အဲ့လိုပဲတပွဲကန်ပြီးတိုင်းမှာသူအရှိကိုတတ်အောင်မယ်နောက်ပြီးတော့ဒီဟာတွေက player မဟုတ်ဘူးနော်ဒီကောင်တွေကကျတော့သူ့ဥစားလေးဒီကျွန်တော်တို့ profile မှာထည့်တဲ့ avatar icon တွေပေါ့နော်ဒါ player နဲ့မှားပါဆိုလို့အဲ့လိုပဲကျွန်တော်တို့ကန်သွားတယ်ဆိုလို့ရှိရင်ဒီဘက်မှာတော့ဒီအထိပေါ့နော် coin 30အထိဒီအထိပဲသူရောက်မှာဒါဒီကျန်တဲ့ဟာတွေကတော့နောက်ဘက်စာပါပြင်ပြီးတဲ့အချိန်ဖြစ်တာတနင်္လာနေ့မှာဖြစ်သူထပ်ပြီးတော့ထပ်တိုးပဲပေါ့နော်အဲ့လိုလို့တော့ကန်သွားပြီးတော့ကျွန်တော်တော်ကြာပြီးတော့မှပဲဒါဘယ်နှပတ်စောက်အောင်ပဲတော့မသိဘူးကြာပြီးတော့မှကျွန်တော်တို့လဲခွင့်ရမယ်ပေါ့နော်လဲခွင့်ရမှာတော့ဒီ epic တွေကနေလဲခွင့်ရမယ်လောလောဆယ်ကတော့သူဒီမှာ9ရောက်ပြတာပေးတယ်ပေါ့နော်ဒီနှစ်3 4 5 6 9ရောက်သူပြတာပေးတယ်ကျန်တဲ့2ရောက်တော့သူဖုံးလာတယ်ကျွန်တော်ထင်တာကတော့ဒီကျန်တဲ့2ရောက်ကတော့ဒီကျွန်တော်တို့ဘန်ကောက်မှာကျင်းပမယ် e-football ပွဲမှာသူတို့ကြီးညာမလားဒါမှမဟုတ်လို့ရှိရင်ငကိုတွေကdatabase မှာပါလာတဲ့ Rio Ferdinand နဲ့နောက် Thai player တယောက်နဲ့ပေါ့နော်အဲ့2ယောက်ဖြစ်မလားဆိုတာကတော့ဒါအတိအကျမသိရသေးဘူးကျွန်တော်တို့အဲ့ဒီပွဲဘန်ကောက်ပွဲမှာဘန်ကောက်သူတို့ဟိုစားလောက်မယ်ပေါ့နော် e-football 32နှစ်ပြည့်ပေါ့လောက်တဲ့ခါကျလို့ရှိရင်ပို့ပြီးတော့သိရမှာဒါနဲ့ပတ်သက်ပြီးတော့ဒီ free bit တွေကလည်းဒါကျွန်တော်တို့မနှစ်ရလို့ပဲရိုနီတို့ပါတဲ့ box ကဒုံကလို့ပဲကျွန်တော်တို့တယောက်စိတ်ကြိုက်လဲခွင့်ရမယ်ဒီမှာ racket တို့ tennis burger တို့လည်းပါတယ်ဆိုတော့ညီကိုတို့အနေနဲ့ကဒီမှာကဒီအခုလဲခွင့်ရအောင်မဟုတ်ဘူးဆိုတာကိုဒါကျွန်တော်ပြောပြပေးတာပေါ့နော်ပေးရဲ post ဒီမှာလည်းမင်းနဲ့ညီကိုတွေရှိတဲ့အတွက်ကြောင့်မလို့ဆိုတော့ပွဲကန်များကန်နေတော့ကောင်းလိမ့်လို့ပေါ့တပွဲနိုင်တယ်ဆိုလို့ရှိရင်သူကဒီမှာတပွားရပြီးတော့ကျွန်တော်ဒါနှိပ်လိုက်လို့ရှိရင်ဒီဥစားကိုရမယ်ပေါ့နော် okay အဲ့လိုမျိုးနောက်ထပ်ကန်တယ်ဆိုလို့ရှိရင်ဒါမရရဘူးเนาะထပ်ကန်တယ်ဆိုမှပဲသူကထပ်ယူရမယ်ပေါ့เนาะအဲ့လိုမျိုးဗျ okay အားလုံးကိုကျေးဇူးတင်ပါတယ်ဒါလေးလက်ပြောပြပေးတာပါကျေးဇူးပါဗျ